အနားယူရင်အလုပ်လုပ်နေတဲ့ပစ္စည်းပို့သမားလေးတယောက်ဟာမတော်တဆဖုန်းပြောက်တစ်လုံးကိုတွေ့ရှိခဲ့ပါတယ်ဖုန်းပိုင်ရှင်မျိုးသမီးကသူ့ကိုဖုန်းပြန်ပို့ပေးဖို့တောင်းဆိုပြီးဖိုးကဖြစ်300တစ်ချက်ပေးမယ်လို့ကန့်လန့်ခဲ့ပါတယ်ဂျက်ခါတတ်မှတ်နေရကိုရောက်တဲ့အခါဖုန်းပိုင်ရှင်ကိုမတွေ့ရပါဘူးအဲ့ဒီမျိုးသမီးကသူ့ကိုဖုန်းကိုအရေးပေါ်ဖုန်းခေါ်ဆိုရေး box ထဲထည့်ခိုင်းလိုက်ပါတယ်ဂျက်ကလည်းပြောတဲ့အတိုင်းလုပ်ပေးလိုက်ပြီးဖိုးက300တစ်ချက်ကိုရရှိခဲ့ပါတယ်ဒါပေမဲ့နောက်တစ်နေ့မနက်မှာပဲရဲအဖွဲ့တစ်ဖွဲ့ရုတ်တရက်ရောက်လာပြီးဂျက်ကိုအတင်းအဓမ္မဖမ်းဆီးသွားပါတော့တယ်အဲ့ဒီခါမှာသူတိလိုက်ရတာကဖုန်းပြောက်ခဲ့တဲ့အမျိုးသမီးဟာတေဆုံးသွားပြီဆိုတာပါပဲသူမဟာအကြမ်းဖက်ခံရပြီးအသက်ခံခဲ့ရတာဖြစ်ပြီးအခင်းဖြစ်ပွားရနေရကလက်ပွေတွေကသူ့ရဲ့လက်ပွေတွေဖြစ်နေပါတယ်ဂျက်ဘယ်လိုပဲရှင်းပြရဲတွေကမယုံကြည်ခဲ့ပါဘူးသူ့ရဲ့ရေးစားအန်နာကတော့သူတို့နှစ်ဦးအမြဲတမ်းအရန်ချစ်ခဲ့ကြတာမို့ဂျက်ဟာဒီလိုမျိုးလုပ်နိုင်မှာမဟုတ်ဘူးလို့ယုံကြည်ခဲ့ပါတယ်အန်နာတယောက်တည်းတင်မဟုတ်ပဲဂျက်ကိုတီးတဲ့လူတိုင်းကလည်းသူဟာလူသက်သမားမဟုတ်ဘူးလို့ယုံကြည်ခဲ့ကြပါတယ်ဘာကြောင့်လဲဆိုတော့အန်နာအတွက်ပန်းဆိုင်လေးဖွင့်ပေးဖို့သူဟာတနေ့ကိုအချိန်ပိုင်းအလုံးများစွာကိုလုပ်ခဲ့ရပါတယ်သူတစ်ခါမှနားရတယ်လို့မရှိပါဘူးသူဟာတစ်ပင်ပန်းပန်းတွေကိုချင်းမြတ်လို့သူဖြစ်ပြီးပစ္စည်းပို့ရင်းနဲ့တစုံတယောက်ရဲ့အိမ်မှာညှိုးနှွမ်းနေတဲ့ပန်းတွေကိုတွေ့ရင်ဂီးဆိုင်ဖို့နီးလန်းတွေပါတဲ့စားတစောင်ကိုကျင်းသားစွာခြံထားခဲ့လေရှိပါတယ်လမ်းဖြတ်ကူဖို့ခက်ခဲနေတဲ့အဖောက်တူကိုတွေ့ရင်လည်းသူတို့ရဲ့ခီးဆောင်အိတ်တွေကိုကူးတဲပေးခဲ့မှုပါတယ်ဒါကြောင့်ပဲအန်နာဟာချက်ရဲ့စိတ်ဓာတ်ကိုယုံကြည်ပြီးသူ့အတွက်ရှိနေငှားရမ်းပေးခဲ့ပါတယ်ရှိနေကဂျက်အတွက်အဲ့ဒီပိုင်းအော်ဘာပိုက်လို့ခေါ်တဲ့အခင်းဖြစ်ချိန်မှာအခြားနေရာရောက်ရှိကြောင်းအထောက်အထားကိုရှာတွေ့ရင်အမှုနိုင်သေးတယ်လို့ပြောခဲ့ပါတယ်ဒါနဲ့လူတိုင်းဟာကူညီဖို့အတွက်အလုပ်ခွဲလုပ်ကြပါတယ်နိုင်ရင်နိုင်ငံတွင်းမှာပဲဂျက်ရဲ့အလုပ်မတန်အားလုံးကိုစုဆောင်းနိုင်ခဲ့ပါတယ်သူဟာအစားအသောက်ပို့ဆောင်ပေးနေတာမို့သူ့ရဲ့လှုပ်ရှားမှုတွေကိုခြေရာခံဖို့လွယ်ကူခဲ့ပါတယ်အဲ့ဒီခါမှာမှသူဘလောက်အလုပ်စူးစမ်းခဲ့တဲ့တမိနစ်လေးတောင်မှမနာရပဲအလုပ်လုပ်ခဲ့ရတယ်ဆိုတာကိုသိရှိခဲ့ကြရပါတယ်ရှိနေကဒီတက်တွေနဲ့ဆိုဂျက်ဟာမကြခင်လွတ်မြောက်လာတော့မယ်လို့ယုံကြည်စိတ်ချစွာပြောခဲ့ပါတယ်အမှုနိုင်မယ်ဆိုတဲ့စကားကိုကြားတော့လူတိုင်းဝမ်းသာခဲ့ကြပေမဲ့တရားဝင်စတင်တဲ့အခါမမျှော်လင့်ထားတဲ့အဖြစ်အပျက်တစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်ပေါ်ပေါက်လာတာကဂျက်ခါတေဆုံးသူအမျိုးသမီးစီကိုတစ်ခါကအစားတောက်ပို့ပေးခဲ့မှုပဲဆိုတာပါပဲပုံမှန်အဖြစ်ပို့ဆောင်မှုတွေဟာအရန်ညံပေမဲ့လုံခြုံရေးဗီဒီယိုဖိုင်တွေရသူဟာ9မိနစ်ကြာအောင်နေခဲ့တာကိုတွေ့ရပါတယ်ဒါကဂျက်ကိုအဲ့ဒီအချိန်ကအခြေအနေကိုပြန်တရိယာစေပါတယ်အဲ့ဒီ9မိနစ်ဟာအရှင်တအုပ်အတွက်တာအုပ်ဗီဒီယိုဆိုင်ကြီးတွေကိုရေးမပေးရင်ကုန်ဆုံးခဲ့တာဖြစ်တယ်လို့သူကရှင်းပြခဲ့ပါတယ်သူရဲ့ရှင်းပြချက်အရတာအုပ်တအုပ်ကိုနေရာမှာထားတယ်လို့သူထင်ခဲ့ပြီးအဲ့ဒီပန်းမျိုးဟာနေအောင်ကြီးကိုတနေ့တာရဲ့တဝက်ပဲခံနိုင်တဲ့အပြင်ဖြစ်တာမို့သူကပန်းအုပ်ကိုပိုကောင်းတဲ့နေရာကိုရွှေ့ပေးခဲ့ပြီးဗီဒီယိုဆိုင်ကြီးတွေကိုပါရေးပေးခဲ့တာကြောင့်အချိန်နဲ့ငယ်ပို့ချသွားရတာပါလို့ဆိုပါတယ်ဒါဟာရုံးရခက်တဲ့စင်ကြီးတစ်ခုလို့ထင်ရပေမဲ့တန်တက်ရှိနေတာကီအားမပေးခဲ့ပါဘူးအစားထိုးအနေနဲ့သူတို့ကဒုတိယတက်တေခံတစ်ခုကိုတင်ပြခဲ့ပါတယ်ဗီဒီယိုဖိုင်ရချက်ခါလမ်းမပေါ်မှာအမြန်လျှောက်ရင်းခီးဆောင်အိတ်တစ်လုံးကိုဆွဲသွားနေတာကိုတွေ့ရပါတယ်အဲ့ဒီခီးဆောင်အိတ်ကအဖောက်အုပ်တူအတွက်သူတည်ပေးခဲ့တဲ့အိတ်ဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီခီးဆောင်အိတ်မှာကြောက်စရာကောင်းတဲ့နောက်ခံစလက်ရှိနေပါတယ်အဲ့ဒါဟာလူသက်သမားကအလောင်းချောက်ဖို့အသုံးပြုခဲ့တဲ့ခီးဆောင်အိတ်အတူတူပဲဖြစ်နေပါတယ်ချက်ခါနောက်ဆုံးမှာအဖြစ်မှန်ကိုသဘောပေါက်သွားတဲ့အခါလုံးဝထိတ်လန့်သွားပါတော့တယ်ဒီရအားလုံးဟာအရန်ကိုတိုက်ဆိုင်နေတာမို့သူဟာထောင်ချောက်ထဲရောက်နေပြီဆိုတာသူသိလိုက်ပါတယ်ပြီးတော့တေဆုံးသူရဲ့ဖုန်းပေါ်မှာသူ့ရဲ့လက်ဖွေတွေပါနေတာလည်းအမှန်ပဲဖြစ်ပါတယ်ချက်ခါသူ့ကိုသူကယ်ဖို့အသေးအတန်ကြိုးစားရှင်းပြခဲ့ပေမဲ့သူစကားပြောလေတက်တွေကသူ့ကိုပဲတက်ထောက်ပြနေလေဖြစ်နေခဲ့ပါတယ်ချက်ကအပြစ်မရှိကြောင်းဆက်လက်ညှင်းဆိုနေတာကိုမြင်တော့တန်ဘက်ရှိနေကနောက်ထပ်အကြီးစားထိုးနှက်ချက်တစ်ခုကိုထုတ်ဖော်လိုက်ပါတယ်သူတို့ဟာတေဆုံးသူရဲ့ခန္ဓာကိုယ်ထဲမှာချက်ရဲ့နာကိုတွေ့ရှိခဲ့ကြပါတယ်ဒါကချက်ကိုသူဖြစ်ခဲ့တဲ့အမှတ်အိတ်ထဲမှာကုန်းလုံးတစ်ခုပါသွားခဲ့တာကိုပြန်မှတ်ရစေခဲ့ပါတယ်အဆိုးဆုံးကတော့သူ့ရဲ့လက်ကောက်ကိုအခင်းဖြစ်ပွားရာနေရာမှာတွေ့ရှိခဲ့ခြင်းပါပဲဒါဟာသူရေးစားပေးထားတဲ့လက်ဆောင်ဖြစ်ပြီးသူတစ်ခါမှချွတ်ထားခဲ့တာမဟုတ်ပါဘူးတက်တေခံအားလုံးကချက်ခါလူသက်သမားပဲဖြစ်ကြောင်းထောက်ပြနေခဲ့ကြပါတော့တယ်